အောင်မြင်ခြင်းရင်ပျော်ရွှင်မှုတွေကိုခဏရပ်ထားနိုင်ရမယ်နောက်တစ်နေ့အားလုံးပြန်ရလိမ့်မယ်တယောက်တည်းဖြစ်နေတာကရှုံးနေတာမဟုတ်ဘူးအောင်မြင်မှုစတင်တဲ့နေရာပဲဒီနေ့မပင်ပန်းရင်နောက်တစ်နေ့မပြောင်းလဲဘူးမရက်တရွေ့မင်းမရှုံးဘူးလိုချင်တာတွေကိုအယမ်းလိုက်ဖမ်းနေမိရင်တကယ်လိုအပ်တာတွေလက်လွတ်သွားနိုင်တယ်တန်ဖိုးရှိတာကိုရွေးတက်ဖို့တင်ယူပါဘာလို့လဲဆိုတော့လောကမှာအရာအလုံးကိုတခါတည်းမရနိုင်ဘူးတစ်ခုကိုရွေးရင်တစ်ခုကိုလက်လွတ်ရမယ်ဆိုတာဘဝရဲ့သဘာဝတရားပဲခဏတာပျော်ရွှင်မှုတွေကိုလိုက်ဖမ်းနေမယ်ဆိုရင်ရှည်လျားတဲ့အနာဂတ်ကိုမမြင်နိုင်တော့ဘူးဒါပေမဲ့ဒီနေ့အနှဲငယ်စွန့်လွတ်နိုင်မယ်ဆိုရင်နောက်တစ်နေ့မှာကြီးမားတဲ့အရာတွေပြန်ရလာမယ်မင်းကိုမေးကြည့်ပါမင်းလိုချင်တာကခဏတာလားမင်းလိုအပ်တာကဘဝတစ်လျှောက်လုံးလားမှန်ကန်တဲ့ရွေးချယ်မှုတွေကပဲမှန်ကန်တဲ့အနာဂတ်ကိုဖန်တီးပေးနိုင်တယ်ဒါကြောင့်လိုချင်တာထက်လိုအပ်တာကိုရွေးပါအဲ့ဒီနေ့ကစပြီးမင်းဘဝကတဖြည်းဖြည်းပြောင်းလဲလာလိမ့်မယ်